ဒါတီရှပ်9တဲ့နဲ့ဒီလုပ်ငန်းကိုစခဲ့တာစပြီးတီရှပ်9တဲ့စဝယ်တယ်ပေါ့နော်လွန်ခဲ့တဲ့2နှစ်ကျော်တုန်းကတို့တီရှပ်9တဲ့စဝယ်ပြီးတော့ဒီလုပ်ငန်းကိုစတဲ့အချိန်မှာစပြီးတော့customer ရှာတယ်ဈေးကွက်ကိုစရှာတယ်ပြီးတော့ Facebook မှာပို့တွေတင်တယ် sharing လုပ်ပေးတယ် knowledge sharing လုပ်တယ်ကိုတိရရင်လည်းကိုပြောတယ်တင်တန်းမှာတင်ခဲ့တဲ့အကြောင်းအရာတွေကိုဒီ Facebook မှာကြော်ညာတယ်ပေါ့နော်တင်တန်းမှာဆိုရင်ဒီဇိုင်းနဲ့ပတ်သက်ပြီးတိခဲ့တဲ့အကြောင်းအရာတွေရှိတယ်အဲ့ဒါဒီ sharing လုပ်ပေးတယ်ကြော်ညာတယ်ဒါပေမဲ့အဲ့ချိန်မှာဒီဇိုင်းမိုင်းလုံးဝမတက်ထားဘူးဒီဇိုင်းမိုင်းအတွက်ကိုတီးတက်တင်နဲ့တက်ရတယ်ပေါ့နော်နောက်ပိုင်းကျတော့ဒီဇိုင်းမိုင်းလုံးဝမတိထားဘူးဒါပေမဲ့ဒီဇိုင်းနဲ့ပတ်သက်ပြီးတိတယ်တိတဲ့အချိန်မှာစပြီးအချိန်မျှဝေတယ်မျှဝေတဲ့အချိန်မှာစပြီးတော့အဲ့ချိန်မှာအဲ့စက်ရုံပိုင်ရှင်ကိုပိုင်ရှင်တစ်ထေးပဲသူကတိုက်တော့အတက်မကြီးသေး30ကျော်လောက်ပဲရှိပဲထင်တယ်သူစားကိုဆက်တွေ့လာတယ်ပေါ့နော်သူအားပေးနေပါတယ်ဆိုပြီးတော့မှစိတ်ကအရင်ပျော်သွားတယ်ပထမဆုံးငါ့ကိုအားပေးလူရှိနေပါပြီဆိုပြီးအချိန်မှာအဲ့စက်ရုံကိုကြီးကသူကအကျဉ်းချင်းပေးတယ်ပေါ့နော်အကျဉ်းချင်းပေးတယ်ညီမဒီလိုလုပ်ဆိုတော့သူကအများကြီးကိုညီပေးတယ်အဲ့ဒီအချိန်မှာစပြီးတော့ဆက်တိုက်လုပ်ပြီးတဲ့အချိန်မှာပထမဆုံး customer တယောက်ရလာတယ်အဲ့ဒါသူကဒီ3ထည်ပေါ့နော်3ထည်သူ order မှာတော့စပြီးတော့သူတို့စီမှာ order မှာရင်ကျတော့ဘယ်လိုလဲဆိုတော့50ရာခိုင်နှုန်းလေးကြိုတင်ပတ်စံယူတယ်အဲ့ချိန်မှာ50ရာခိုင်နှုန်းရလာတယ်အဲ့ဒီ50ရာခိုင်နှုန်းကိုမှသူ့ရဲ့ order ကိုတခြားလူစီမှာသွားရိုက်တာသူစီမှာလုံးဝဆက်မရှိတော့ရိုက်ပေးနိုင်တဲ့လူစီမှာသွားရိုက်တာရိုက်ပြီးတော့အဲ့ဒီ3ထည်ကိုcustomer သူပို့တယ်အဲ့ခါနေမှာဒီ order လေးတွေစပြီးတော့တစ်ထည်မှာနှစ်ထည်မှာကိုယ်တိုင်မရိုက်ဘူးသူများစီမှာသူတို့သွားမှာတယ်မှာပြီးတော့သူတို့ပို့တယ်ပေါ့နော်အဲ့ကျမှတဖြည်းဖြည်းချင်းပတ်စံစုရင်နဲ့မှသူတို့ဆက်တွေဝယ်တယ်ဒီသူတို့ဒီ hipper တွေဝယ်တယ် hipper အသေးကဆိုနောက်ဆုံးအကြီးဆိုအရင်ဝယ်တယ်အကြီးဝယ်တယ်ပြီးရင်သူတို့ဒီ sublimation printer ကိုစဝယ်တယ်ဝယ်ပြီးတော့မှသူတို့ဒီလိုအပ်တဲ့ပစ္စည်းတွေတစ်ခုပြီးတစ်ခုဝယ်လာတော့ပစ္စည်းတွေစုံသွားတာပေါ့အဲ့ချိန်မှာအဲ့ဒါပြောချင်တာကလေစီဝဲလုပ်ငန်းတစ်ခုလုပ်ရင်အရင်းနှီးကအဓိကမဟုတ်ဘူးသူတို့ကိုကအဓိက personal brand ဆိုရင်တော့အခုဆိုရင် Facebook ခေတ်လည်းဟုတ်နေပြီဒါပေမဲ့ TikTok ခေတ်လည်းရောင်း TikTok ခေတ်ကတော့ပို့ပြီးလူတွေကပို့ပြီးတော့သုံးတာများတယ်ပေါ့နော်အဲ့ဆိုတော့ TikTok မှာဖြစ် Facebook မှာဖြစ်ကိုနေ့စဉ်ဆက်တိုက်လုပ်မှဆိုတော့အရာတစ်ခုရလာဇာတို့လည်းဆက်တိုက်လုပ်တယ်လူမြင်အောင်လုပ်တယ်ယုံကြည်အောင်လုပ်တယ်ဒါစတဲ့အချိန်မှာသူတို့ t-shirt 9တွေပဲစခဲ့တာသူတို့ဒီကိုယ်မှ t-shirt မရှိတယ်သူတို့ကိစ္စမရှိဘူးသူတို့ဒီ business နဲ့ပတ်သက်ပြီးနားလည်အောင်လုပ်ပေါ့နော်သူတို့ဒီလုပ်ပါအဲကြောင့်ကိုကလုပ်ငန်းတစ်ခုစတော့မယ်ဆိုရင်ဘာပဲဖြစ်ကိုဝန်ထမ်းလုပ်နေရဆိုရင်ကိစ္စမစားဝန်ထမ်းဘဝကနေပဲစခဲ့တာဝန်ထမ်းလုပ်နေတဲ့ကိစ္စမရှိကိုအားတဲ့အချိန်ဒီမှာကိုကဝန်ထမ်းက24နာရီလုပ်နေရတာမဟုတ်ဘူးကိုဖုန်းတစ်နေ့ကို4နာရီသုံးတာလားဆို3နာရီသုံးတာလားဆိုတစ်နေ့ကိုဖုန်းက4နာရီသုံးနေဆိုရင်ဆိုဣတေက1နာရီကိုဖယ်ပြီးတော့ personal brand တည်ဆောက်လို့ရတယ်ဒီ TikTok မှာကိုရဲ့ဒီကျွမ်းကျင်တဲ့ပေါင်းဆိုလို့ share လုပ်ပေးလို့ရတယ်ဥပမာကိုကချက်ပြုတ်တော့ဝါနာပိုင်းချက်ပြုတ်ပေးတာဒီသူ့ရဲ့အသားချက်တယ်ဆိုတော့ဒီအသားရဲ့လိုအပ်ချက်ဒီအသားကိုအိအောင်မလို့ချက်ရမယ်ဆိုတော့အဲ့လိုမျိုးလေးကိုသိတဲ့အရာလေးတွေ share လုပ်ပေးပါအဲ့ကနေမှဆိုလို့ဒီ personal brand ရလာပြီးတော့မှဆိုဈေးရောင်းလို့ရမယ်ပေါ့နော် okay